ဆရာတော်ဦးဇတိကဟောတဲ့တရားလေးငငယ်ရစကောင်းတဲ့ဆိုရင်စိတ်တွေဆင်းရဲနေပြီပူလောင်နေပြီဆိုရင်မြင်ရတာတွေကလည်းစိတ်ဆင်းရဲကြရတယ်ပဲကြားရတာတွေကလည်းစိတ်ဆင်းရဲကြရတယ်ပဲတွေ့ရတာတွေကလည်းစိတ်ဆင်းရဲဘယ်ဟာမှตาရမနေဘူးဘာလို့သူ့ရဲ့စိတ်မူရင်းပေါ်တာမဖြစ်တော့ဆင်းရဲနေတကယ်လို့စိတ်တွေကသာကြည်လင်းနေမယ်တန်ရှင်းနေမယ်အရာရာအကုန်ตาရနေတယ်အရာရာအကုန်ကောင်းနေတယ်မြင်ရတဲ့မြင်ကွင်းလေးရတယ်ဩตาရလိုက်တာဆိုကြီးကဘယ်လောက်တောင်ပြောလို့တိရွက်လေးတွေလှုပ်နေတာကြည့်ပြီးတော့တောင်ပျော်တယ်တဲ့ငှက်တန်လေးတွေကြားတာနားထောင်ပြီးတော့တောင်ပျော်တယ်စိတ်ထဲမှာအလွန်ချမ်းသာနေမြင်ရတာတွေကလည်းချမ်းသာတယ်ကြားရတာတွေကလည်းချမ်းသာမှုကိုဖြစ်စေအဓိကပြစ္ဆုတ်ပံကိုအစဉ်ပြေပြေရင်ဆိုင်ဖို့ကလည်းပဲအကြောင်းအားလျော်ဆိုတာတွေ့ရကြုံရတဲ့အခြေအနေအရရက်တဲ့အဲ့ဒီအတွေ့အကြုံတွေမှာကိုဘလို့သဘောထားသလဲဆိုတဲ့ကိုယ်စိတ်ထားလေးကပိုးပြီးတော့မှကိုယ်စိတ်ရဲ့ချမ်းသာခြင်းဆင်းရဲခြင်းရဲ့ပုံမှာပိုးပြီးတော့အားကြီးတဲ့အကြောင်းတရားတွေနဲ့သူဖြစ်ပေါ်နေတယ်အကျိုးကျေးဇူးပြုနေတယ်တော့ပို့ပြီးတော့အဓိကကြတယ်အဲ့ဒီအချက်ကိုလည်းမြင်ရမယ်နော်ဒါကြောင့်ယောနိသောမနတိကာရနှလုံးသွင်းမှန်တယ်အတွေးကောင်းတယ်အမြင်ကောင်းတယ်ဆိုလို့ရှိရင်ပြစ္ဆုတ်ပံကိုလည်းပဲသူဟာချမ်းသာတဲ့အဖြေတစ်ခုထွက်အောင်ရင်ဆိုင်နိုင်မယ်ပေါ့ကိုယ့်ရဲ့သူ့စိတ်ဓာတ်ကမှားယွင်းနေတယ်ညံ့ဖျင်းနေတယ်ဆိုရင်တွေ့ကြုံရတဲ့အတွေ့အကြုံတွေကသူ့စိတ်ကိုမတတ်မတာဖြစ်စေမဲ့အစင်မပြေဖြစ်စေမဲ့အရာတွေဖြစ်နေမှာပဲနော်အဲ့ဒါကလည်းပဲပြစ္ဆုတ်ပံကိုရင်ဆိုင်တဲ့အခါမှာပင်ကိုအခြေခံလောကရဲ့ပုံမှာဘဝရဲ့ပုံမှာမြင်တဲ့အမြင်မှန်လေးတွေအားကောင်းထားမယ်ဆိုရင်တုံးတင်းဟာကအစင်းရဲပါဘူးဟုတ်လားခုဒီမှာသူပြောတဲ့စကားလေးမှတ်တာနော်အတိတနာနုသောစာမိဖြစ်ခဲ့တာတွေကလည်းသူ့စိတ်ကိုစိုးရင်အောင်လုံးနိုင်